ပေးရမှာကျွန်တော်တို့ကတောင်ကိုရီးယားနဲ့မြောက်ကိုရီးယားနယ်စပ်ကိုသွားနေတာဖြစ်ပါတယ်ဒီနေရာကတော့ကျွန်တော်တို့တောင်ကိုရီးယားနိုင်ငံကင်ဖူမြို့ဟာဆောင်မြောင်းထဲမှာရှိကျွန်တော်တို့အိတ်တဲ့ခဏ25မိနစ်လောက်ပဲကားစီရတယ်ပေါ့နော်ဝင်ကြီးကတော့တယောက်ကို1500ဝန်ကိုရီးယားဝန်1500ပဲပေးရပါတယ်ဒါကတော့ဘတ်စကားကိုဆင်းလို့ပါခဲ့တာပေါ့အားမဘလော့ရှိပါဘူးနေရတယ်ကောင်းဘလော့ရှိပါနေရတယ်ရှိပါတယ်ဆင်းလို့ပါခဲ့တာတော့လုံးရှိကံမရှိလေပြည်တယ်မလားအားလုံးနေတာတစ်ခေတ်လုံးရှိအကံမရှိအားရနေလို့တောင်ကူရမနေရတာကြာတော့ညီးငွေ့လာအဲ့ဒီခါကျတော့တောင်ကူရပတ်ချင်ဘူးလေအဲ့ဒါဆော့ရောက်ပါပြီဒါမြောက်ကိုရီးယားနေစတောင်ကိုရီးယားနဲ့မြောက်ကိုရီးယားနေစဖြစ်ပါတယ်ဒါဒီတုန်းရောက်နေတာတော့အဲ့ဒီမှာထူးဆန်းတာတစ်ခုတော့တွေ့တယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့တောင်ကိုရီးယားနိုင်ငံသားတွေကသူတို့ကမြောက်ကိုရီးယားတောင်နဲ့မတည့်တာပြောတာမြောက်ကိုရီးယားတွေဘယ်လိုနေထိုင်စားတောက်ကြတယ်ဆိုအရင်သိကျင်ကြအဲ့ဒါတို့တကားကိုလာပြီးတော့ရှိတယ်ပေါ့နော်သူတို့ကတဲ့တော့မတဲ့ဘူးဒါပေမဲ့သိကျင်တဲ့အရင်ဆက်စုကြဒီထဲမှာကျွန်တော်လည်းအပါပဲပေါ့ဟုတ်လားမရှုခင်းနေရတဲ့အရင်ကိုတားရပါတယ်ပြီးရင်သူတို့ရဲ့လောက်ထားတဲ့ဒီဆောက်ထားတဲ့ဒီဇိုင်းပေါ့နော်အဲ့ဒါလေးရတယ်ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတယ်တော့တောင်းရည်ပြီးအလားအပါတွေကိုလည်းသွားကြည့်လို့ရတယ်လေကောင်းမိတဲ့နေရှူလို့ရတယ်အဖပြည့်ကြီးထွက်မှဆိုရင်တော့အဆင်ပြေတယ်ဒီနေ့ယာဒီဥဒုကဘယ်လိုဖြစ်လဲဆိုတော့တိမ်နေဆိုင်နေတယ်မိုးတွေအုပ်နေတာပေါ့နော်အဲ့ဒါကြောင့်မို့မြင်ကွင်းကတော့တိတ်ပြီးတော့ကြည်လင်တက်တာမှုမရှိဘူးဒီတော့တောင်းတွေကိုကြည့်ရတာမျိုးတွေနဲ့ဆိုင်နေတယ်ပေါ့နော်ဒီဓာတ်တွေကတော့ကျိုးတတာတမဏိကျိုးတတာပေါ့နော်ဥပဒေပါချံကိုသူကစတာပြီးတာလမ်းလျှောက်ရင်တော့လှုပ်တော့ဖြစ်နေတာပေါ့နော်ဟုတ်အခုဆိုရင်ရောက်ပါပြီကျွန်တော်လည်းဟိုဘက်ချမ်းကလူတွေဘာကြီးလုပ်နေလဲဆိုတော့မှန်ပြောင်းနေတဲ့ချောင်းနေပါလေကြည့်နေပါလေဒါပေမဲ့ကြည့်ရတာတော့သူတို့ဘက်ချမ်းမှာတိတ်ပြီးတော့လှုပ်ရှားလုံးနေကြတဲ့လူတွေမတွေ့ကြဘူးအိမ်ထဲမှာအောင်းနေကြတာတော့မသိဘူးကိုရီးယားကြီးရတော့ကောင်းတယ်နော်တောင်ပေါ်မှာ Starbucks coffee ဆိုင်ကြီးဖွေးထားတယ်Starbucks coffee လေးတောက်ရင်မြောက်ကိုရီးယားကိုကြည့်ရင်ပေါ့အဲ့လေဒီနေရာကပင်လေဝါလိုမျိုးဖြစ်နေတာပေါ့နော်အခုကျွန်တော်ရက်နေတဲ့နေရာကကြတော့တောင်ဆွဲတစ်ခုအပေါ်မှာအဒီပချမ်းမှာအဲ့ဒါကတောင်ကိုရီးယားမြူရင်းနဲ့မှုန်နေလို့ဝါလေးပဲနေရအဲ့ဒါကတောင်ကိုရီးယားအဲ့ဒီမှာမြစ်လေးတစ်ခုခံတယ်မြစ်ရဲ့ဟိုဘက်ချမ်းဒါအမှအခုနေနေရတဲ့နေရာတွေကအဲ့ဒီကမြောက်ကိုရီးယားအပိုင်းဖြစ်သွားတယ်နော်အဲ့ဒါတွေကမြောက်ကိုရီးယားအဲ့ဒီတောင်တန်းတွေမြောက်ကိုရီးယားဟိုမှာအိမ်လေးတွေတွေ့တယ်မှာအဲ့ဒီအိမ်လေးတွေကမြောက်ကိုရီးယားအပိုင်းတောင်ကိုရီးယားနဲ့မြောက်ကိုရီးယားကြားထဲမှာမြစ်တွေတစ်ခုပဲခြားတာလေအဲ့ဒီမြစ်တွေကိုဘယ်သူမှအဝင်အထွက်လုပ်လို့မရအောင်အသွားလာမလုပ်ဘူးသွားနေအောင်တနက်နဲ့ပြင်ပါ